ကြီးသိတတ်တယ်သဘောစိတ်ကောင်းတဲ့မောင်တောင်းမှမယ်ခင်ပြူရဲ့ဘယ်ရွာမှာနေတာကိုသိချင်းလာပါတယ်မိုင်းညိုညိုဆိုင်လို့ရဲ့ညိုပြကြီးမောင်ချဲတော်ရလေးနဘေးကဆွဲအဲ့ဒီရွာပဲခွဲသဘောကောင်းတဲ့ကလေးမရဲ့ရွာကိုလေလာမယ်မင်းတို့အိမ်ရောက်တော့ကွယ်မောင်ကိုပါကျွေးမယ်အော်ဒီစတိတ်ကတလေဒါမျိုးတွေကိုပို့ပို့ကကြွားမပြခြင်းနဲ့မိုးနှကြုံကဖားမကြီးရဲ့စားပြခြင်းသဘောကောင်းတဲ့ကလေးမရဲ့ခင်တို့အိမ်မှာမိမ့်မိတ်စားခြင်းတဲ့ရွာမှာကွယ်ဟိုရှိကခင်ပြူရဲ့ရုပ်ရှင်ကချောလာတယ်တော့ရမမနေနဲ့ကွယ်မြို့ကိုသာမောင်းခေါ်မယ်သမီးစာစကားမှမပြောနဲ့တော့လူများပါချင်တယ်ရုပ်သေးစွာလင်ဝဲတရားကိုအများကြီးသိတတ်တယ်သဘောစိတ်ကောင်းတဲ့မောင်တောင်းမှမယ်ခင်ပြူရဲ့ဘယ်ရွာမှာနေတာကိုသိချင်းလာပါတယ်လို့ရဲ့ညိုပြကြီးမောင်ချဲတော်ရလေးနဘေးကဆွဲအဲ့ဒီရွာပဲခွဲသဘောကောင်းတဲ့ကလေးမရဲ့ရွာကိုလေလာမယ်မင်းတို့အိမ်ရောက်တော့ကွယ်မောင်ကိုပါကျွေးမယ်အော်ဒီစတိတ်ကတလေဒါမျိုးတွေကိုဘုံမိုးကကြွားမပြခြင်းနဲ့မိုးနှကြုံကဖားမကြီးရဲ့စားပြခြင်းနဲ့သဘောကောင်းတဲ့ကလေးမရဲ့ခင်တို့အိမ်မှာမိမ့်မိတ်စားခြင်း